Hello ယူရလို့ပါရှင်ယူရဒီအမှတ်လေးရလို့ပေါ့နော်ဒီဗီဒီယိုလေးမှတ်တမ်းအနေနဲ့ရိုက်မှာပါဘယ်လိုတတိယလဲဆိုတော့အခုဆိုလို့ရှိရင်မကြခင်နှစ်ကုန်တော့မယ်ပေါ့နော်2024ကြီးနှစ်ကုန်တော့မှာဆိုတော့မကြခင်2025ကိုကူတော့မယ်အဲ့တော့ဘာလို့တတိယလဲဆိုတော့ယူရကလော်ခဲ့တဲ့2018ကအချိန်ကိုပြန်တတိယရတယ်ပေါ့နော်လော်ခဲ့တဲ့2018ကဆိုရင်ယူရဒီစီးပွားရေးကိုမတွေးသေးခင်စက်ရုံမှာအလုပ်လုပ်တဲ့သူဖြစ်တယ်အဲ့တော့ဒီစီးပွားရေးကိုတွေးပြီးတဲ့နောက်ပိုင်းမှာယူရကဒီစီးပွားရေးပုံမှာစီးပွားရေးလုပ်ငန်းရှိတယောက်ဖြစ်ချင်တယ်ကိုရဲ့အိမ်မက်ကိုအကောက်ထဲပေါ်ဖို့အခွင့်အရေးရခဲ့တယ်ဘာလို့လဲဆိုတော့ဒီနေရာမှာအရင်နီးနေတယ်ဆိုတဲ့အကြောင်းရယ်နောက်3နှစ်ကနေ9နှစ်ဘဝပြောင်းလဲနိုင်ပြီးလုပ်ငန်းရှိတယောက်ရဲ့ဝင်ငွေရတယ်ဆိုတဲ့အဓိကမိတ်အချက်တွေကိုကြိုတင်မြင်အောင်လာတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာတကယ်ဒီလိုရဖို့ကြတော့လေကိုယ်တိုင်စောစားမှုတစ်ခုလုပ်ဖို့လိုလာတယ်ဘာလို့လဲဆိုတော့အပြောင်းလဲမလုပ်ရင်သူဆိုတာကရလန်းမရအောင်နေရာဟောင်းမှာနေလို့ကတော့ပတ်စံအများကြီးရတယ်ဝင်ငွေအများကြီးရတယ်အခွင့်အလမ်းတွေရှိတယ်ဆိုတာမဖြစ်နိုင်ဘူးလေအဲ့တော့အဲ့ဒီက2018နှစ်ကုန်ပိုင်းဘောနက်ယူပြီးတာနဲ့ဒီဘက်ကောက်ကိုလာဖို့အတွက်ကိုစုပ်ဖြတ်ချခဲ့တဲ့အချိန်ဖြစ်တယ်ဒါအခုလိုမျိုးနှစ်သိကူးပြီးဆိုရင်ဘောနက်ရတယ်အခုလိုဘောနက်ယူပြီးပြီဆိုလို့ရှိရင်တော့ငါဘက်ကောက်ကိုလာမယ်ပေါ့နော်ဆိုပြီးတော့စုပ်ဖြတ်ချခဲ့တဲ့အချိန်ဖြစ်တော့အမှတ်ရခဲ့ပါတယ်ဒါကြောင့်မို့ပြန်စဉ်းစားကြည့်တဲ့အချိန်မှာငါသားလေးအရင်တော့ကစုပ်ဖြတ်ချရမှာတူဝေခဲ့မယ်ကြောက်ခဲ့မယ်ငါပုံစံနဲ့ဖြစ်နိုင်မှာမဟုတ်ဘူးလုံနိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်လေးတွေဝင်ခဲ့မယ်ဆိုလို့ရှိရင်ဒီနေ့ဒီနေရာကိုရောက်ခဲ့မှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့တကယ်ပဲပြောင်းလဲတဲ့ဝင်ငွေရကြည်နေဆိုလို့ရှိရင်ပြောင်းလဲတဲ့အလုပ်တွေလုပ်ရမယ်နော်တနေရာမပြောင်းသူကောင်းမဖြစ်ဆိုသလိုမျိုးပဲတကယ်လို့အဲ့ဒီပြောင်းလဲမှုနဲ့စိတ်ခေါ်မှုကြားထဲမှာကိုမဆုံးဖြတ်ခဲ့ဘူးဆိုလို့ရှိရင်တော့လောကဓာတ်ရဲ့စိတ်ခေါ်မှုကြားထဲမှာကိုကြားရှုံးနေမယ်ရုပ်ကံနေရမယ်ပေါ့နော်အဲ့တော့ရုပ်ကံပြီးကုတ်ခံနေရမယ်အစားရုပ်ထွက်ဖို့အတွက်ကိုပြောင်းလဲတဲ့နေရာကိုထွက်လာဖို့အတွက်ကိုစုပ်ဖြတ်ခြင်းပိုင်နိုင်ချခဲ့တဲ့ကိုယူတယ်ပတ်ဝန်းကျင်အစ်မှာကိုတွေးတဲ့လူသစ်တွေနဲ့မိတ်ဆွေအစ်တွေနဲ့တက်အောင်ပေါင်းတယ်ဝင်ဆန်းအောင်ပြောင်းလဲစူးစမ်းယူတယ်စီးပွားရေးအသိပညာတွေလေ့လာတယ်လုပ်ဖော်ကိုင်ဖက်တွေပါဒနာတွေနဲ့အစီပြေအောင်လေ့လာကြည့်တယ်ကိုတိုင်ကလည်းစူးစမ်းလေ့လာတယ်အဲ့လိုလေ့လာမှုတွေရဲ့အပေါ်မှာစပြီးတော့ဝင်ငွေမရပေမဲ့ပညာရအောင်အရင်ဆုံးတည်ဆောက်ရတယ်ဒါကြောင့်မို့တချို့ပညာရှိတွေပြောကြတယ်လူငယ်တွေလာစာကိုအဓိကမထားနဲ့လာစာကိုမမဲ့နဲ့အဓိကပညာရအောင်အရင်သိယူပါကိုမှကြွချင်မှုရှိအောင်အရင်သိယူပါလို့ပြောတဲ့လူကြီးတွေရဲ့စကားပညာရှိတွေရဲ့စကားကတကယ်လက်တွေးသွေးထွက်အောင်မှန်ခဲ့တယ်ပေါ့နော်တစ်နှစ်လောက်ကကိုစားဝင်းနေရေးဖြည့်ရှင်းဖို့လောက်ပဲရခဲ့တယ်အတွေ့အကြုံတွေများစွာရခဲ့တယ်ကိုမှကြွချင်မှုတွေတိုးလာတော့အဲ့ဒီကြွချင်မှုကနေပြီးဝင်ငွေဖြစ်ပြောင်းလာတဲ့အချိန်မှာငွေနောက်ကိုအမြဲတမ်းလိုက်နေမဲ့အစားကြွချင်မှုကနေပြီးတော့ငွေကကိုနောက်ကိုလိုက်လာတဲ့အခါကျတော့ငါရွေးချယ်ခဲ့တဲ့အလုပ်မှန်ပြီဒါဆိုရင်ကြွချင်မှုကနေဝင်ငွေကိုနောက်လိုက်တဲ့အလုပ်ဆိုတာအများကြီးမရှိပါဘူးကိုရွေးချယ်တဲ့အလုပ်ပေါ်မှာမူတည်ပြီးတော့မှကိုရဲ့ကြွချင်မှုတွေကဝင်ငွေအဖြစ်ပြောင်းလဲတယ်ဒါပေမဲ့စိုက်ကယ်ပြည်သမားကြွချင်လို့တော့ပတ်စံတန်းချီသိချီမရဘူးစပိန်ပြည်နာကြွချင်လို့ဒီနေ့ဒီအချိန်မှာပတ်စံဝင်ငွေများစွာမရဘူးပေါ့နော်ဒါပေမဲ့ခင်းနေအညီကိုကြွချင်မှုရှိမှခင်းနေအညီဝင်ငွေစီးကြောင်းလမ်းနဲ့ system တွေရှိမှဝင်ငွေများစွာဝင်တာဖြစ်တယ်အဲ့တော့အခုကျမလုပ်တဲ့အလုပ်ကဝင်ငွေများစွာဝင်နိုင်တဲ့အခွင့်အရေးဖြစ်တယ်အရေးနီးနေပြီးတော့လူတိုင်းလုပ်လို့ရတဲ့အလုပ်ဖြစ်တယ်ဒါကြောင့်မို့အခုဆိုလို့ရှိရင်6နှစ်တာအပြောင်းလွယ်ကြီးထဲမှာကိုဗစ်ကာလကျမတို့ရင်ဆိုင်ခဲ့ရတယ်နိုင်ငံရေးကာလတွေရင်ဆိုင်ခဲ့ရတယ်ဒီလိုလောကကြီးရဲ့အပြောင်းလဲလောကရန်တွေကြားထဲမှာကိုပိုင်စီးပွားရေးဆိုလို့ရှိရင်တော့ကိုယ်တိုင်နာလန်ထူဖို့ဆိုရင်ခက်ခဲတယ်ဒါပေမဲ့ကျမတို့တွေမှာကအသေးဖွဲ့ရဲ့နီးစနစ်ရဲ့အလုပ်လုပ်တဲ့ခါကျတော့ system ကနေပြီးတော့ဝင်ငွေပေးတဲ့ပုံစံမှာလူတိုင်းရနိုင်တဲ့ system ဖြစ်တော့လုပ်တဲ့သူတိုင်းတကယ်စူးစမ်းတဲ့သူတိုင်းအခက်ခဲချတဲ့ကနေရက်တည်နိုင်တယ်တိုးတက်နိုင်တယ်ပြောင်းလဲတဲ့ဝင်ငွေအဖြစ်အကုန်လုံးရကြတယ်အခုပြောင်းလဲလာတဲ့ဒီ6နှစ်တာကာလမှာဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကိုပိုင်ကုမ္ပဏီကိုပိုင်စီးပွားရေးကိုပိုင်ဝင်ငွေနဲ့ရက်တည်နိုင်တာဖြစ်တယ်အဲ့တော့ဒီနေ့နားထောင်နေတဲ့မိတ်ဆွေတို့ထဲမှာဒီနေ့တိုးတက်နေတဲ့ခေတ်ကြီးထဲမှာဝင်ငွေတစ်ခုတည်းနဲ့နေလို့မရတော့ဘူးနောက်ထပ်အပိုဝင်ငွေလိုချင်လို့ရှာနေတယ်ဆိုလို့ရှိရင်တော့အရင်နည်းလည်းအများကြီးမရှိဘူးเนาะဒါအခု
စီးပွားရေးလုပ်ဖို့အခွင့်အလမ်းရှာဖွေနေပြီးသားငဘိုကကစီးပွားရေးအတွေ့အကြုံတွေရှိပြီးသားဆိုလို့ရှိရင်ကျမဆိုလို့ရှိရင်ထိုင်းနိုင်ငံဘက်ကောင်မှတစ်ပတ်ကိုတစ်ရက်အမြဲတမ်းအခွင့်အလမ်းပေးနေတဲ့သူဖြစ်တယ်လုပ်ငန်းအကြောင်းကိုအသေးစိတ်ရှင်းပြပေးနေတာဖြစ်တယ်အဲ့တော့မိတ်ဆွေဒီဗီဒီယိုဖိုင်ကြည့်နေတဲ့မိတ်ဆွေကအိမ်လုံးလုပ်တဲ့သူမြန်မာပြည်ကနေပြီးတော့ဟုတ်လားအခုမှရောက်လာတဲ့သူဘလို့အလုပ်မျိုးပဲလုပ်နေတဲ့သူဖြစ်ပါစေဒီဗီဒီယိုဖိုင်ကိုမြင်တဲ့ဘန်ကောက်မြို့အတွင်းမှာနေတယ်ဆိုရင်မိတ်ဆွေကဲကောင်းပါပြီကိုတိုင်လာပြီးတော့မှလေ့လာကြည့်လို့ရပါတယ်အခုဆိုရင်လုပ်ငန်းကကြတော့ကျမတို့ယုံဆိုလို့ရှိရင်ထိုင်းနိုင်ငံအတွင်းထဲမှာဆိုလို့ရှိရင်တော့ယုံ20ဝန်းကျင်နေ့စဉ်အပတ်စီလက်ပတ်နေတာဖြစ်ပါတယ်နိုင်ငံကကြတော့လက်ရှိ10နိုင်ငံကိုသွားနေပြီးတော့မှ9နိုင်ငံသွားဖို့အတွက်ရည်မှန်းချက်ရှိတာဖြစ်ပါတယ်လက်ရှိဆိုလို့ရှိရင်ထိုင်းမြန်မာလာအိုကမ္ဘောဒီးယားပြီးရင်လည်းမလေးရှားစင်ကာပူဖိလစ်ပိန်ဆိုပြီးတော့မှနောက်ဆုံးဖွေထားတာဖြစ်တယ်အဲ့တော့လုပ်ငန်းလည်ပတ်မှုကလည်းပြောစရာမလိုပေါ့နော်အခက်ခဲတွေကြားတဲ့မှာတိုးတက်အောင်မြင်နေတဲ့လုပ်ငန်းဖြစ်တယ်ဒါဆိုရင်မိတ်ဆွေအတွက်ကကိုယ်တိုင်အုံနောက်6ခံပြီးတော့ဘာလုပ်ရမလဲဘယ်လို idea နဲ့သွားမလဲဘယ်လို view ဟာနဲ့ခြေချမလဲဆိုတာကိုစဉ်းစားနေစရာမလိုဘယ်နဲ့ကိုတိုင်လုပ်ငန်းစတင်နိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်တေးပေးတဲ့သူလက်တွဲခေါ်တဲ့သူတွေအများစွာရှိတော့မိတ်ဆွေအတွက်အခွင့်အရေးဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်မှာကျွန်မနဲ့အတူတူစုံကြမယ်အဲ့တော့အခုဆိုလို့ရှိရင်เนาะကျွန်မဖြတ်တန်းခဲ့တဲ့အတွေ့အကြုံ6နှစ်တာမှာကျမနဲ့အတူတူလက်တွဲလုပ်ကိုင်ခဲ့တဲ့သူတွေများစွာအောင်မြင်တယ်လို့ကျမရဲ့ပါတနာတွေကျမနဲ့မိတ်ဆွေအပေါင်းအသင်းတွေဟာလည်းပဲများစွာအောင်မြင်နေတဲ့သူတွေရှိတယ်ဆိုတော့မိတ်ဆွေတို့ဒီနေ့အောင်မြင်ခြင်းတဲ့သူတွေအတွက်တိုးတက်ခြင်းတဲ့သူတွေအတွက်အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်အဲ့တော့အခုဆိုလို့ရှိရင်လည်းပဲလူအများစုကဝင်ငွေတိစောက်ဖို့အတွက်လောကကြီးမှာအခွင့်အလမ်းတွေရှာဖွေနေတဲ့သူတွေကြီးပဲဆိုတော့မိတ်ဆွေကနောက်မကြရလေအောင်ဒီအခွင့်အလမ်းကိုရအောင်ယူဖို့ပြောချင်ပါတယ်စိတ်ခေါ်မှုဖြစ်တဲ့လူတိုင်းဟာကိုယ့်ဘဝမှာတိုးတက်ဖို့အတွက်စိတ်ခေါ်မှုတွေနဲ့ဖြတ်တန်းရမှာပဲဖြစ်ပါတယ်အဲ့ဒီစိတ်ခေါ်မှုကြားထဲမှာမိတ်ဆွေကိုစိတ်ခေါ်နိုင်ပါစေလို့ရလွင်ကအဆုမကောက်တောင်းပါတယ်ဘိုင်ဘိုင်